အားလုံးပဲမင်္ဂလာပါကျွန်တော်မင်းသက်မောင်ပါကျွန်တော်အခုလက်ရှိချင်းမိုင်ကနေပြီးတော့မဲဆောက်ကိုဆိုင်ကယ်နဲ့မောင်းဆင်းနေတာပေါ့နော်ချင်းမိုင်နဲ့မဲဆောက်အကွာအဝေးကိုမြင်အောင်ပြောရမယ်ဆိုရင်ရန်ကုန်ကနေနေပြီးတော့လောက်ရှိတယ်ပေါ့နော်ဆိုင်ကယ်နဲ့ကားနဲ့မောင်းလို့ရှိရင်9နာရီလောက်မောင်းရတယ်ကျွန်တော်အခုမောင်းဆင်းနေတဲ့ဆိုင်ကယ်ကဒီ R55 V3 2019 model ဆိုင်ကယ်နဲ့မောင်းဆင်းနေတာပေါ့နော်ချင်းမိုင်ကနေမဲဆောက်ကိုမောင်းဆင်းတာဒါကျွန်တော်အတွက်ပထမဆုံးအချိန်တော့မဟုတ်ဘူးရှေ့မှာလဲကျွန်တော် R55 V4 2023 model နဲ့မောင်းဆင်းမှုတယ်ပေါ့ကျွန်တော်ကဒီ R55 ရေတော်တော်ကြိုက်တယ်ဆိုင်ကယ်ကအရင်လည်းမမြန်ဘူးအနေနဲ့လည်းကင်းတယ်ပေါ့နော်ပြီးတော့ racing လည်းဖြစ်တယ် engine power လည်းသေးတဲ့အတွက်စီလည်းအရင်မစားဘူးပေါ့နော်အခုဆိုကျွန်တော်လမ်းတစ်ဝက်လောက်ရောက်ပြီချင်းမိုင်ကနေမောင်းနေတာဒါပေမဲ့စီကအရင်မလျော့သေးဘူးပေါ့ကျွန်တော်အခုဆက်မောင်းလိုက်ပါအောင်မယ်ခရီးသွားနေရင်လည်းလမ်းတော့မှာမိုးရွာလို့ 7-Eleven ဝင်ပြီးတော့ခောက်ဆွဲပြုံးနဲ့ကော်ဖီနဲ့တောက်နေတာဗျကျွန်တော်အခုတစ်ခါဘာလို့ဆိုင်ကယ်နဲ့ခရီးသွားနေလဲဆိုတော့ဆိုင်ကယ်နဲ့ကားနဲ့သွားရတဲ့အရာသာချင်းမတူဘူးပေါ့နော်ညသွားဖြစ်တော့ကားနဲ့သွားတယ်ကားနဲ့သွားတဲ့အခါမှာနေချနဲ့နည်းနည်းဝေးနေတယ်လို့ခံစားရတယ်ပေါ့လေလည်းမရဘူးအဲကွန်းလေပဲရတယ်အပြင်ကိုရှူခင်းကောင်းကောင်းမမြင်ရဘူးဆိုင်ကယ်နဲ့သွားတဲ့အခါမှာကျတော့အကုန်လုံးကိုရှင်းရှင်းလင်းလင်းမြင်ရတယ်လေကကိုယ့်ရဲ့မျက်နှာကိုထိနေတယ်ကိုယ့်အသားကိုထိနေတယ်ပေါ့နော်ပြီးတော့ကိုအပြင်က view တွေကိုလည်းရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့အဲဒါကြောင့်မလို့ကျွန်တော်ဒီတစ်ခေါက်မှာဆိုင်ကယ်နဲ့ခရီးသွားနေတာဖြစ်ပါတယ်ခရီးသွားရင်ကျွန်တော်တယောက်တည်းလည်းသွားတယ်အဖော်နဲ့လည်းသွားတယ်ဗီဇနဲ့လည်းသွားတယ်တယောက်တည်းသွားလဲဒီမှာကတော့ safe ဖြစ်တယ်ပေါ့မြန်မာပြည်နဲ့မတူတာကတော့ဒီမှာနေရာတိုင်းမှာ 7-Eleven ရှိတယ် toilet ရှိတယ်ပြီးရင်တခုခုဖြစ်ခဲ့ရင်လည်းရဲကိုဖုန်းဆက်ရင်ရဲကလာတယ်ပေါ့နော်အခုတော့မိုးလဲနည်းနည်းဆဲပြီးမို့လို့ကျွန်တော်ဆိုင်ကယ်ပြန်မောင်းလိုက်ပါအောင်မယ်နောက်ထပ်ကျွန်တော်2နာရီခွဲလောက်3နာရီလောက်ထပ်မောင်းအောင်မယ်ပေါ့နော်